တီဘောမျိုးအနီးနှစ်မိုင်းဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပါတယ်။အောက်တိုဘာ9ရက်နေ့တင်ကတော့ကြောက်မဲမျိုးကိုအောက်တိုဘာ1ရက်ကထိန်းချုပ်ပြီးတဲ့နောက်မြမတက်မတော်စစ်ကြောင်းချို့ဟာတီဘောမျိုးကိုဦးတည်ပြီးစစ်ကြောင်းဖိုးနေတာပါကြောက်မဲနဲ့တီဘောမျိုးကြားတွေကလွေခေါ်ရွာမှာတပတ်ခန့်ကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မြမတက်မတော်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာပါ။ရှေးဟောင်းစီတီရှိပြီးရှမ်းရွာကြီးဖြစ်တဲ့မန္တလေးမူဆယ်ပြောင်စုလမ်းမကြီးပေါ်ကဘော်ဂျိုရွာနီးမှာတန်လာတော်တွေကမိတာရက်ခံလို့ TNAA ကအောက်တိုဘာ13ရက်ကစုတ်ခွာပေးပြီးတဲ့နောက်ပိုင်းဘော်ဂျိုနဲ့တီဘောမျိုးကြားကကြေးရွာတွေကိုမြမတက်မတော်စစ်ကြောင်းတွေဝင်လာပြီးလေကြောင်းကနေလည်းပုံကျဲတိုက်ခိုက်နေပါတယ်။မြမတက်မတော်ကတီဘောမျိုးနဲ့အထက်နဲ့ဟူးနွဲ့ကြေးရွာခါလင်ကြေးရွာနဲ့စံဖိတ်ကြေးရွာအနီးဝန်းကျင်နေရာတွေကိုအောက်တိုဘာ14ရက်ညနေပိုင်းမှာဝိုင်းတွဲလေရင်နေဘုံလုံး30ခန့်ကျဲချခဲ့တယ်လို့လည်း SSPB ကထုတ်ပြန်ထားပါတယ်။တီဘောမျိုးနယ်တွေကကြေးရွာတချို့ကို SSPB ကထိန်းချုပ်ထားပါတယ်။ဒါကြောင့်ဒေတာရင်းစစ်ရေးအခြေအနေကို SSPB ကထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။မြမတက်မတော်နဲ့တောင်းတက်မတော်တို့တိုက်ပွဲအပြင်းထန်ဖြစ်နေပြီးမြမတက်မတော်ကမြေပြင်စစ်ကြောင်းပြင်ဒရုန်းလေကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့ရှမ်းပြည်တို့တပ်ရေးပါတီ SSPB ကသတင်းထုတ်ပြန်ပါတယ်။မြမတက်မတော်စစ်ကြောင်းတွေဝင်ရောက်ဖို့စ조사နေတဲ့တီဘောမျိုးရဲ့ဒီကနေ့အောက်တိုဘာ15ရက်ညနေချိန်ကို SSPB က4နာရီခန့်မှာထုတ်ပြန်တာပါ။ဘော်ဂျိုကျေးရွာအုပ်စုတွေကနားခိုင်းကျေးရွာနဲ့ကောင်းခါကျေးရွာမှာမြမတက်မတော်ကအင်အား300ဝန်းကျင်နဲ့ TNAA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့အတိပေးထားပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာတီဘောမျိုးနဲ့နှစ်မိုင်ခန့်တာဝေးတာပါ။တိုက်ပွဲကြောင့်ကျေးရွာချို့ထိခိုက်ပျက်စီးမှုရှိပြီးလက်ရှိမှာဒေးစိတ်အတိမပြုနိုင်သေးဘူးလို့ SSPB ကပြောပါတယ်။တီဘောဒေသခံများစုဟာလာရှိုးမြို့ကိုတိမ်းရှောင်နေကြပြီးကိုကန့်တက်မတော် NNDAA ထိန်းချုပ်ထားတဲ့လောက်ကင်မြို့မှာလည်းတွားရောက်နေထိုင်သူတွေရှိနေပါတယ်။ဒါအပြင်တီဘောမြို့ထဲမှာကျန်နေသူတွေလည်းရှိနေပါသေးတယ်။ဒီကနေ့ညနေပိုင်းမှာတော့မြမတက်မတော်စစ်ကြောင်းတွေကတပ်ဖွဲ့ဝင်ချို့ဟာတီဘောမျိုးတဲ့အထိစတင်ဝင်ရောက်နေတယ်လို့ဒေတာခန်တရင်မြစ်တဦးကပြောပါတယ်။တိုက်ပွဲတွေကြောင့်ဘေးကင်းတဲ့နေရာမှာနေထိုင်ကြဖို့နဲ့ဒေတာခန်တွေကိုကူညီကြဖို့တောင်းတီကောင်စီကအောက်တိုဘာ14ရက်မှာတိုက်တွန်းထားပါတယ်။အောက်တိုဘာ15ရက်နေ့တင်ကတော့အောက်တိုဘာ1ရက်ကလက်ပံနှဲမြို့နယ်မော်ဟင်းအုပ်စုကမ်းပြိုကြီးကျေးရွာမှာစစ်မှုထမ်းကျေးကောက်ပြီးထွက်ခွာလာတဲ့စစ်အင်အား20ကျော်ပါစစ်သားနဲ့ရဲတွေနဲ့ဒေါ်လန်ရေးတပ်တွေတိုက်ခိုက်မှုဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေဖြစ်ခဲ့ပါသေးတယ်။အဲနောက်မနေ့ကအောက်တိုဘာ15ရက်နေ့မှာတော့ဘဲခူးတိုင်းလက်ပံတန်မြို့နယ်မှာမြမစစ်တပ်နဲ့ဒေါ်လန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။လက်ပံတန်မြို့နယ်တရက်ချောင်းကျေးရွာကိုမြမစစ်တပ်ကစစ်ကြောင်းထိုးလာရာဒေါ်လန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့သိထားရပါတယ်။ဒါအပြင်လက်နက်တွေစစ်သုံးပစ္စည်းတွေအပြင်အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့သိရပါတယ်။စစ်ကိုင်းဘက်မှာတော့ခလိုက်အား116စစ်ကြောင်းနဲ့ဒေါ်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်ကအောက်တိုဘာ13ရက်မှာစစ်ကိုင်းမင်းကုန်းလမ်းပေါက်တော်ကြီးရွာကိုခလိုက်အား116တရင်ကစစ်သားတွေကစစ်ဆေးနေစဉ်ယူနီကုန်းပြောက်ကြားတပ်ဖွဲ့ကင်းပုံဝတ်ဆောင်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တရင်ကျွလာပြီးမတိုင်ခင်ကတက်ဆွဲထားတာလက်ပံရွာမှာလက်ပံရွာကနေပေါက်တော်ဘက်လာတာညနေပိုင်းဆိုလက်ပံရွာကိုအဲ့ဒီစစ်ကြောင်းကပြန်ထိုင်နေလို့ခလိုက်အား116တရင်စစ်ကြောင်းတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ယူနီကုန်းပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကရှင်းပြပါတယ်။အဲ့ဒီတိုက်ပွဲမှာရဲဘော်တကူကြဆုံးခဲ့ရပြီးအင်အားရသွားတဲ့စစ်သားတွေကတော့ကားဆိုင်ကယ်တွေနဲ့လူနာတွေတင်ပြီးပြန်ထွက်သွားကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လကလည်းစစ်ကိုင်းမြို့ဝင်စစ်စေးရေးဂိတ်ကိုယူနီကုန်းပြောက်ကြားဖွဲ့ကတိုက်ခိုက်ခဲ့ပေမဲ့စစ်သားတွေကကြိုတင်တိမ်းရှောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ယူနီကုန်းပြောက်ကြားတပ်ဖွဲ့ကစစ်ကိုင်းမြို့နယ်ထဲမှာပြူစောတိကောင်းဆောင်ဖွဲ့ကိုရှင်းလင်းတာအပါအဝင်ဩဂုတ်အတွင်းကစစ်ကိုင်းမြို့နယ်ကအင်အား100ကျော်နဲ့ဝင်လာတဲ့မြန်မာတပ်မတော်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့အတိပေးထားပါတယ်။